ဒီဗီဒီယိုလေးကတော့မစီစဉ်ထားပဲနဲ့ကမန်းကတန်းပေါ့နော်အိယာနုံနုံချင်းမိမိနဲ့အတူတူမနှက်စာသွားစားဖြစ်တဲ့ဘလော်လေးဖြစ်ပါတယ်အိယာနုံနုံချင်းမွေးငါလည်းမစားရကြပြီဆိုတော့သူတို့အိမ်နဲ့နီးတယ်လမ်း90ဘက်ကအရန်နာမည်ကြီးရဲ့မွေးငါဆိုင်လေးကိုသွားစားမှာဖြစ်ပါတယ်ကိုကတော့သူတို့တာမိမြောက်ထဲပေါ့နော်ဒိတ်တင်ပေါ့နော်ဆူဟာမွေးငါဆိုလို့ရှိရင်သူတို့နေဘက်ကမွေးငါပုံစံမျိုးပိုကြိုက်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ငါးတွေအများကြီးနဲ့စီတွေလည်းမပါဘူးပေါ့နော်။ဒါပေမဲ့ရန်ကုန်မွေးငါအများစုကမွေးငါအရှိပေါ်မှာလို့စီတွေဝစ်နေရပေါ့နော်။အဲ့လိုမျိုးဆိုတာတိတ်မကြိုက်ဘူး။ဒါပေမဲ့ဒီဆိုင်ရမွေးငါကအဲ့လိုလုံးဝမဟုတ်ဘဲနဲ့တကယ်သူတို့နေဘက်မှာစားတဲ့အရာသာအတိုင်းကိုငါးဘက်တီအများကြီးနဲ့ငါးရဲ့ကဲချိုတဲ့အနှစ်အရာသာကိုရတယ်လို့ခံစားရပေါ့နော်။အဲ့တော့သူကရန်ကုန်မှာမွေးငါစားရင်ဒီဆိုင်မှာပဲအမြဲစားတယ်။ခုက50လမ်းမှာရှိရမွေးငါစားမယ်မွေးငါစားပြီးတော့လို့ရှိရင်49လမ်းမှာရှိရ Lucky 7မှာလက်ဖိဝင်တောက်မှာဖြစ်ပါတယ်အုံးလို့လေးပါရင်ကောင်းမယ်နော်ဒါလေးကတော့အမီနဲ့ရှာရှာပပပေါ့နော်မနက်စာသွားစားဖြစ်တဲ့ vlog လေးပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့မယ်နော် bye bye ဒီနေ့ကစုရဲ့အိမ်ရမိသားစုတွေကိုခါလေးဆိုတဲ့ဂျပန်ဟင်းနေရာလေးတစ်ခုကိုချက်ကျွေးမှာဖြစ်ပါတယ်အဲ့တော့စုနဲ့စုအဖေနဲ့နှစ်ယောက်အတူတူဟင်းချက်မဲ့ cooking vlog လေးပဲဖြစ်ပါတယ်စုနဲ့အတူတူအဆုံးထိလိုက်ကြည့်ပါအောင်နော် let's go မားကုန်ပြီအလုံးလိုက်ချရမှာမဟုတ်ဘူးဒီလိုလေးချရမှာ စုတို့မိသားစုမှာစုငငယ်လေးတွေကအဖေကဟင်းချက်တဲ့တောင်းဝင်ကိုယူရဲပေါ့နော်ပြီးတော့သူချက်တဲ့ဟင်းတွေတော်တော်များတယ်ရန်စားကောင်းတယ်တရုတ်ပီတာတယ်ပေါ့နော်တအားဟင်းချက်လက်ရန်ကောင်းတယ်ပေါ့နော် စစ်မြင်တယ်နော်စစ်နေတော့တော့ အဲ့တော့အခုလဲစုနဲ့အတူတူလိုရဲပစ္စည်းလေးတွေကိုဝိုင်းလှီးပေးပါတယ်စုဟင်းချက်တောင်းငငယ်လေးတွေကတင်ပေးတာစုရဲ့အဖေဖြစ်ပါတယ် ပြတ်သွားရေးပြတ်သွားလို့သားအနေနဲ့ကဝက်သားသုံးသက်သားရဲ့အသီးရွက်အနေနဲ့ကမုံလာဥနီအာလူကြက်သွန်နီကြက်သွန်ပြူပါမယ်ပေါ့နော်အဲ့ဟာလေးကိုအရင်ဆုံးစီတက်ပြီးတော့ဂျပန်နေဝယ်လာတဲ့ခါရီ paste တွေကိုထည့်လိုက်ပြီးတော့ချက်ရုံပါပဲတကယ်တော့ခါရီဟင်းကလည်းအကျိတ်သားနဲ့ဆိုရင်ပို့ပြီးတော့စားကောင်းတယ်ပေါ့နော်စုလည်းဂျပန်မှာဆိုလို့ရှိရင်ကျိတ်သားနဲ့ချက်စားဖြစ်တာများတယ်ဒါပေမဲ့အခုကအိမ်မှာဝက်သားပဲရှိရတဲ့အတွက်ကြောင့်ဝက်သားနဲ့ပဲချက်ဖြစ်လိုက်တယ်ပေါ့နော် အဲ့ဒါထမင်းကြောက်ပါ ရပါပြီခါလေးနဲ့ အဲ့ဒါချက်ပြီးသားတွေးကြရအောင်မယ် သူကအရန်လဲလွယ်တယ်စားလို့လည်းကောင်းတယ်ပေါ့နော်မြန်မာတွေပါစက်နဲ့ကြိုက်မယ်လို့ထင်တယ်သူကကလာဟင်းအရသာနဲ့နည်းနည်းခက်ဆင်ဆင်တူတယ်ပေါ့နော်စုကတော့အရန်ကြိုက်တယ်ခါရင်းဟင်းပေါ့နော် ဒီမှာလေခုနကပိုက်တဲ့အစာပလာတွေကိုစီးတက်လိုက်စီးတက်ပွားရင်ဒီ103နဲ့အမှတ်ချက်ပြီးရင်ဒီတစ်ခု40ပါ40တစ်ခုထည့်ကြည့်နဲရဆိုရင်နောက်တစ်ခုထည့်ထည့်အဲ့လိုထည့် စုကအိမ်ရမိသားစုကြီးစားစီခြင်းလို့ခါရီးတာချက်ကျွေးလိုက်တာဒါပေမဲ့သူတို့စားတဲ့အချိန်မှာစုမရှိလိုက်ဘူးပေါ့နော်အိမ်မှာသူတို့ရဲ့တကယ်စားကောင်းလားမကောင်းလားဆိုရဲ feeling ကိုတော့စုသေးချာမတွေ့လိုက်ရဘူးပေါ့နော်အဲ့တော့နောက်တစ်ခေါက်ကျမှတတိချာလေးကြိတ်သားလေးနဲ့ special ချက်ပြီးတော့ထပ်ကျွေးအောင်မယ်လို့စဉ်းစားထားပါတ အဲ့ ယ် ဒါထွက်လာမယ်ကလာရင်းတော့မွေးလိုက်တယ် ခုဆိုရင်တော့အရန်တွေကိုရိုးရှင်းတဲ့ခါရင်းဟင်းလေးကကျက်သွားပြီဖြစ်ပါတယ် ကိုလေးနည်းနည်းပဲ ကြည့်ပါဦးဒီထဲမှာရတာရပါတော့ အဲ့တော့စုရဲ့ blog လေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက် blog တွေမှာပြန်တွေ့မယ်နော် bye bye